ဒီနေ့နိုဝင်ဘာ9ရက်နေ့ရဲ့ရွှေဈေးနှုန်းတွေကိုတင်ပြသွားမှာဖြစ်ပါတယ်။ရွှေဈေးနှုန်းကိုတော့ကမ္ဘာရွှေဈေးတစ်အောင်စ$3,992ရှိပါတယ်။ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGE ရဲ့ရွှေဈေးကွက်အဖွင့်ဈေးနှုန်းကတော့အကယ်ဒမီမီလင်းရွှေတစ်ကျပ်သားကို59,900,000ကျပ်ရှိပါတယ်။ပြင်ပအယောင်းဝယ်ဖြစ်တဲ့ဈေးနှုန်းတွေကိုဆက်လက်တင်ပြသွားပါမယ်။စနစ်ဟောင်းကိုတော့အခောက်ရွှေတစ်ကျပ်သားမှာပြင်ပဈေးကွက်ရောင်းဈေးကတော့85,300,000ကျပ်ရှိပြီးတော့ဝယ်ဈေးကတော့84,900,000ကျပ်ရှိပါတယ်။15ပဲရီတစ်ကျပ်သားကိုတော့ရောင်းဈေးက81,300,000ကျပ်ရှိပြီးဝယ်ဈေးကတော့389,000ကျပ်ရှိပါတယ်။စနစ်သစ်ကတော့အခောက်ရွှေတစ်ကျပ်သားကိုပြင်ပဈေးကွက်မှာရောင်းဈေး84,100,000ကျပ်ရှိပြီးတော့ဝယ်ဈေးက83,900,000ကျပ်ရှိပါတယ်။15ပဲရီတစ်ကျပ်သားကိုတော့ရောင်းဈေးက380,100,000ကျပ်ရှိပြီးတော့ဝယ်ဈေးကတော့89,900,000ကျပ်ရှိပါတယ်။လက်ရှိရွှေဈေးကွက်အတင်ဈေးနှုန်းအတက်အကျမငြိမ်သေးတဲ့အတွက်ရောင်းမဝယ်မမဖြစ်ဖို့သတိပြုစေလိုပါတယ်။ရွှေဈေးနှုန်းများကတော့အချိန်နဲ့အမျှပြောင်းလဲနိုင်ပါတယ်။နေ့စဉ်နဲ့အမျှရွှေဈေးနှုန်းအတက်အကျတွေကိုသိဖို့အတွက်ကျမတို့ရဲ့ဒီ TikTok အကောင့်လေးကို follow လုပ်သွားဖို့မမေ့နဲ့နော်။